သူ့နာမည်ကအန်တိုနီလော်ဖရီဒိုပါဒါပေမဲ့ကဘာကသူ့ကို The Black Alien လို့သိကြပါရယ်သူဟာလူသားတယောက်အဖြစ်နေထိုင်ရတာကိုညှင်းငွေလာလို့ကိုဂျိုသားအဖြစ်တောင်းလဲကိုဆုံးဖြတ်ခဲ့သူပါသူဘာတွေလုပ်ခဲ့တယ်လဲဆိုတာကြည့်လိုက်ပါဦးမဲလုံးတွေကိုအမဲရောင်ဆိုးစေးတွေထိုးသွင်းခဲ့တယ်ဂျိုသားရုပ်ပေါက်အောင်နှာခေါင်းနဲ့နားရွက်တွေကိုဖျက်ထုတ်ပစ်ခဲ့တယ်လက်ချောင်းတွေကိုတောင်ခွဲစိတ်ပြီးဂျိုသားလက်သေးပုံစံမျိုးပြုလုပ်ခဲ့တယ်သူ့ရဲ့တကူလုံးဟာအမဲရောင်တက်တူးတွေနဲ့ဖုံးလွှမ်းနေပြီးအခုဆိုရင်လူနဲ့တောင်မတူတော့ပါဘူးဒါပေမဲ့ပိုထူးဆန်းတာကသူကငါရဲ့ project ဟာအခုမှ60%ပဲပြီးသေးတယ်လို့ပြောနေတာပါပဲဒီပုံထဲကထူးဆန်းတဲ့ရုပ်သွင်းတဲ့သူတွေကတော့ Hannah Rose Dawson နဲ့ Steven Raj Bhaskaran တို့ပဲဖြစ်ပါတယ်သူတို့နှစ်ဦးဟာ Fecal Metal ဆိုတဲ့နာမည်နဲ့လူမှုကွန်ရက်နဲ့ fashion လောကမှာအရန်ကိုနာမည်ကြီးပါတယ်သူတို့ဟာကိုလူသားနဲ့မတူပဲဂျိုးသားဆန်ဆန်ထူးခြားဆန်းမြတဲ့တရဝါတွေလိုထည့်အောင် makeup နဲ့ fashion တွေကိုအသုံးပြုပြီးပြင်ဆင်လက်ရှိပါတယ်သူတို့ရဲ့အကြော်ကြားဆုံးဖန်တီးမှုကတော့လူလီပြားနဲ့တူတဲ့ခြေထောက်ကနေအသားပိုတွေထွက်နေတယ်လို့မျိုးမြင်ရတဲ့ skin like high heels ဖနက်တွေပဲဖြစ်ပါတယ်သူတို့ဟာမျက်ခုံးမွေးတွေကိုရိတ်ထားပြီးခေါင်းကိုလည်းဆန်းတက်တဲ့ပုံစံမျိုးတွေနဲ့ပြင်ဆင်ကလူတွေရဲ့အလှပဆိုင်ရာသတ်မှတ်ချက်တွေကိုစင်ခေါ်နေသူတွေပါတင်ရောသူတို့ရဲ့ဒီလိုထူးခြားတဲ့ fashion ကိုဘယ်လိုမြင်လဲဆန်းတက်တဲ့အမှုတင်ရလားဘရာဇီးနိုင်ငံသား Michelle Prado ဟာကိုလူသားစာတန်အဖေအမိပေးထားပါတယ် Michelle Prado ဟာခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှု body modification လောကမှာအစွမ်းလောက်ဆုံးသူတစ်ခုအဖြစ်ကမ္ဘာ Guinness စံချိန်တင်ထားသူဖြစ်ပါတယ်သူ့အကြောင်းပိုပြီးထိတ်လန့်ပြကောင်းတဲ့အချက်တွေကတော့သူဟာဂျိုသားသို့မဟုတ်နတ်ဆိုးတကောင်ရဲ့ရုပ်သွင်းရဟုအထက်သူ့ရဲ့နှာခေါင်းထိုက်ပိုင်းအတကူလုံးကိုခွဲစိတ်ဖဲကြောက်ပစ်ခဲ့ပါတယ်သူ့ရဲ့လက်ချောင်းအချို့ကိုဖျက်ထုတ်ပြီးဂျိုသားလက်ပုံစံမျိုးဖြစ်အောင်လုပ်ထားပါတယ်သူ့ရဲ့နှာဖောင်းနဲ့ခေါင်းပေါ်မှာဆီလီကွန်တွေထည့်သွင်းပြီးနတ်ဆိုးဥချိုတွေလိုဖြစ်အောင်လုပ်ဆောင်ထားပါတယ်သူ့ရဲ့သွားတွေကိုငွေရောင်တက်တို့သွားဆွဲတွေနဲ့အစားထိုးထားပြီးလျှာကိုလည်းနှစ်ခွက်ခွာထားပါတယ်သူ့ခန္ဓာကိုယ်ရဲ့80%ကျော်အားအမဲရောင်နဲ့ရောင်စုံတက်တူးတွေနဲ့ဖုံးလွှမ်းနေပြီးမဲလုံးအိမ်ထဲမှာစိုးစစ်ထည့်ထားတာကြောင့်သူ့မဲလုံးတွေဟာအမဲရောင်ဖြစ်နေပါတယ်မိတ်ကပ်မဟုတ်ပဲတကယ်ကိုနှာခေါင်းဖြတ်လက်ဖြတ်ပြီးနတ်ဆိုးရုပ်ဖမ်းထားတဲ့သူကိုမြင်မှုပါသလားသူကတော့ဘရာဇီးက Michelle Prado ပါသူ့ရဲ့ရည်မှန်းချက်ကကမ္ဘာပေါ်မှာအဆန်းပြားဆုံးလူသားဖြစ်ဖို့ပါသူ့ရဲ့ဇနီးဖြစ်သူဟာလည်း Mother of Underground လို့လူသိများတဲ့ခန္ဓာကိုယ်ပြုပြင်သူတဦးဖြစ်ပါတယ်သူတို့ဇနီးမောင်နှံတဦးလုံးဟာဒီလိုထူးဆန်းတဲ့အနုပညာကိုအတူတူဖန်တီးနေကြတာဖြစ်ပါတယ်ဒီပုံထဲကလူကိုကြည့်ပြီးဒါဟာရုပ်ရှင်တွေက make up တွေလို့တင်ထိန်နေသလားမဟုတ်ပါဘူးသူကတော့ Tiamat လို့ခေါ်တဲ့ Legion the Dragon မှာ Tiamat Legion Hernandez ဟာမိမိကိုယ်ကိုလူသားတစ်ယောက်အဖြစ်နေထိုင်ရတာကိုငကားတစ်ကောင်ရဲ့ရုပ်သွင်းတို့တောင့်တဖို့အတွက်ခန္ဓာကိုယ်ကိုအစွန်းရောက်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်သူ့ရဲ့ညနာနဲ့ခန္ဓာကိုယ်အတကူလုံးမှာငကားအကျဲခွေတွေနဲ့တူတဲ့တက်တူးတွေကိုအနုစိတ်ထိုးနှံထားပါတယ်ငကားရုပ်သွင်းပိုးပေါက်စေဖို့နှာခေါင်းပုံစံကိုပြုပြင်ခဲ့တယ်လို့နားရွက်နှစ်ဖက်လုံးကိုခွဲစိတ်ဖဲပြောက်ပစ်ခဲ့ပါတယ်နှာဖောင်းပေါ်မှာငကားဥချိုတွေနဲ့တူတဲ့ဆီလီကွန်၈ခုကိုထည့်သွင်းထားပါတယ်သူ့ရဲ့မျက်လုံးအိမ်တွေကိုအစိမ်းရောင်ဆိုးစီတွေထိုးသွင်းထားတာကြောင့်ကြောက်မဲ့ခွဲကောင်းတဲ့မျက်လုံးတွေကိုပိုင်ဆိုင်ထားပါတယ်သူမှာသွားဆွဲတွေပါရှိတယ်လို့လျှာကိုလည်းနှစ်ခွက်ခွာထားပါတယ်သူဘာလို့အခုလိုလုပ်ခဲ့တယ်လဲသူ့ရဲ့ပြောကြားချက်အရသူဟာလူသားမိဘတွေကမွေးဖွားလာပေမဲ့တကယ်စိတ်ဝိညာဉ်ကတော့တွားတတဝါ reptilian တကောင်ဖြစ်တယ်လို့ယုံကြည်လို့ပါပဲအခုဆိုရင်သူဟာကမ္ဘာပေါ်မှာအစမ်းပြားဆုံးလူသားတွေကတူးဖြစ်နေပါပြီစိတ်ဝင်စားစရာတွေကြည့်ရဖို့ follow လုပ်ခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ